အမျိုးသမီးသတင်းထောက်မလေးသည်သူမိကင်မရာကိုတွားကောက်စဉ်မတော်တဆဖြစ်ရတစ်ခုနှင့်ကြုံတွေ့ခဲ့ရသည့်ထိုအချိန်တွင်အနီးနားရှိကားတစ်စီးမှလည်းအချိန်မရွေးပောက်ကွဲနိုင်သည့်အခြေအနေဖြစ်နေသည်ဤကဲ့သို့အသက်အန္တရာယ်ဆိုးရင်ရသည့်အရေးပေါ်ချိန်၌မိခန်ဆောင်ကိုကိုင်ဆောင်ထားသည့်မိသက်သမားတို့ကအပေါ်မှငုံဆင်းလာပြီးသူမကိုရင်ခွင်ထဲ၌လုံခြုံစွာပွေ့ပိုက်ကကာကွယ်ပေးခဲ့သည်နှစ်ဦးသားဘေးကင်းရာသို့အောင်မြင်စွာလွတ်မြောက်လာပြီးနောက်ကျန်းချူကျွမ်းကစူးလိုင်ကိုဒေါသတကြီးစူပူချင်းမောင်းခဲ့ပြီးသူမအားသတင်းဦးသတင်းထူးနောက်ကိုသာလိုက်နေသည့်တာဝန်မဲ့သောသတင်းထောက်တို့ဦးဖြစ်ပင်ထင်မြင်ယူဆသွားခဲ့သည်နောက်တနေ့တွင်ထိုကယ်ဆယ်ရေးဖြစ်ရပ်ကိုရှေ့နောက်အကြောင်းအရာများဖျက်တောက်ကမိသက်သမားများသည်သူရဲဘောကြောင့်ပြီးမိငိမ့်တက်ရန်ကြောက်ရွံ့နေကြသည်ဟုတမင်တကာတရုတ်ဖြတ်ပြီးအွန်လိုင်းပေါ်တင်ခဲ့ကြသည်ရင်းကိစ္စကြောင့်အွန်လိုင်းတွင်အငင်းပွားမှုများစွာဖြစ်ပွားခဲ့သည်လက်ပတ်စံပြသောလုပ်ဖော်ကိုင်ဖက်ဖြစ်သူကအပြစ်အလုံးကိုအတစ်ဝင်စာကြိုလိုင်းအပေါ်သို့ပုံချခဲ့တော်လဲသူမမထင်မှတ်ထားပဲစူးလိုင်ကသူမအားလုံးကြံဖန်တီးထားသည့်တက်တေထောက်ထားများကိုချက်ချင်းထုတ်ပြခဲ့သည်စူးလိုင်သည်သူမိအပြစ်ကင်းစင်မှုကိုတက်တေပြနိုင်ခဲ့တော်လဲဤသူရဲကောင်းများအပေါ်ထိခိုက်သွားသည့်နမီဆိုးများကိုပြန်လည်ရှင်းလင်းပေးနိုင်ရန်အတွက်မိသက်သမားများအကြောင်းအထူးသတင်းဆောင်ပါတစ်ပုဒ်ကိုစိတ်ရင်းမှန်ဖြင့်ရေးသားခြင်းခဲ့သည်တိုးတော်လဲသူမအားကျေးဇူးကမ်းပြီးတာဝန်မဲ့သည့်သတင်းထောက်တို့အဖြစ်နားလည်မှုလွဲခြင်းခံထားရသဖြင့်ရစ်အင်တာဗျူးသည်လုံးဝမချောမွေ့ခဲ့ပေရန်နှဲငယ်ကုံဆုံးသွားတော်လဲစူးလိုင်တယောက်သတင်းဆောင်ပါအတွက်အသုံးဝင်မိအချက်လက်များကိုမရရှိခဲ့ရုံသာမကသူမထမင်းစားသွားသည့်အချိန်တိုင်းတွင်လည်းစားပွဲပေါ်၌အစားအစာမရှိဘဲပန်းကန်အလွတ်များကိုသာတွေ့မြင်ခဲ့ရသည်တိုးတိုင်အောင်သူမအလျှော့မပေးရဲထိုင်ကုန်တစ်လုံးဆွဲကကျန်းချူကျွမ်း၏ဘေးနားတွင်ဝင်ထိုင်ပြီးပင်၏ပန်းကန်ထဲမှဟင်းများကိုမတိမတာနှိုက်စားခဲ့သည်ထို့ပြင်သူမနှင့်အင်တာဗျူးမလုပ်ပါကနေတိုင်းလာရောက်နောက်ဆက်မိဟုပင်ချင်းချောက်ခဲ့သည်နောက်ဆုံးတွင်ကျန်းချူကျွမ်းလည်းအခြားရွေးချယ်စရာမရှိသဖြင့်အလျှော့ပေးကအင်တာဗျူးရန်သဘောတူခဲ့ရသည်တိုးတော်စူးလိုင်မေးသည့်မိကုံများစုမှာကယ်ဆယ်ရေးလုပ်ငန်းများနှင့်ဘာမှမဆိုင်ခဲ့ပေထိုစဉ်ရုတ်တရက်အရေးပေါ်ကောင်းလောင်းတန်မိလာပြီးအဖွဲ့ဝင်အားလုံးတာဝန်ထမ်းဆောင်ရန်ချက်ချင်းပြေးထွက်သွားကြသည်ထိုဖြစ်ရမှာကြက်ချံတစ်ခုပြိုကျပျက်စီးသွားသဖြင့်တက်ကြီးရွယ်အိုအမျိုးသားတို့ဦးစင်ပေါ်တွင်ပိတ်မိနေခြင်းဖြစ်သည်မကြာမီပင်ထိုဘိုးကိုအားမိသက်သမားများကကယ်တင်နိုင်ခဲ့တော်လဲသူသည်လွတ်ပြေးသွားသောကြက်များအတွက်သာစိုးရိမ်နေပြီးဆေးရုံသို့သွားရန်အပြတ်တက်ညှင်းဆန်ခဲ့သည်ထို့ကြောင့်ကျန်းချူကျွမ်းကကြက်များဖမ်းပေးမိဟုကတိပေးခဲ့ရပြီးစူးလိုင်သည်လည်းတုံးဆိုင်မနေဘဲကြက်ဖမ်းရာတွင်ကူညီပေးခဲ့သည်သူမသည်ကျန်းချူကျွမ်းနှင့်ကြက်တကောင်တွေကိုအတူတူဖမ်းမိခဲ့ကြသဖြင့်ကျန်းချူကျွမ်းကလက်ကိုချက်ချင်းလွတ်လိုက်ပြီးကြမ်းကြက်များကိုဆက်လက်ဖမ်းဆီးခဲ့သည်စူးလိုင်သည်သူ၏ရှေ့မှပိတ်ရက်ကကျန်းချူကျွမ်း၏မျက်လုံးများကိုစူးစိုက်ကြည့်လိုက်ရာသူမိစူးရှသောအကြည့်များကြောင့်သူရှက်ကိုရှက်ကန်းဖြစ်ကတဲ့တဲ့ပင်ပြန်မကြည့်ရတော့ပေထိုစဉ်အဖွဲ့ဝင်တို့ကကြက်အားလုံးဖမ်းမိပြီဖြစ်ကြောင်းလာရောက်သတင်းပို့ရာကျန်းချူကျွမ်းကလက်ချောင်းလေးဖြင့်စူးလိုင်ကိုညင်သာစွာတွန်းဖယ်ကထွက်သွားခဲ့သည်စခန်းသို့ပြန်ရောက်သောအခါစူးလိုင်သည်အစည်းအဝေးတက်ရန်အကြောင်းကြားစာလက်ခံရရှိခဲ့သည်တိုးတော်တကိုယ်လုံးတွင်ကြက်မွေးများပေးချင်နေသဖြင့်ရေရင်ကျိုးရန်လိုအပ်နေခဲ့သည်မိသက်အဖွဲ့ဝင်များထမင်းစားနေစဉ်အတွင်းသူမသည်မိသက်စခန်းရှိရေချိုးခန်းထဲသို့ခိုးဝင်ကရေချိုးခဲ့ပြီးအပြင်ဘက်တွင်သူမိလုပ်ဖော်ကိုင်ဖက်ကိုကင်းဆောင်ခိုင်းထားခဲ့သည်တိုးတော်ရေချိုးနေစဉ်တဝက်ခန့်တွင်အပြင်ဘက်၌လူတစ်ယောက်ရောက်ရှိနေတန်ကိုရုတ်တရက်ကြားလိုက်ရသည်ကျန်းချူကျွမ်းရေချိုးခန်းထဲသို့ဝင်လာချိန်၌သူမသည်မတိမတာလက်ထွက်ရန်စ조사ခဲ့တော်လဲကန်ဆိုးစွာဖြင့်သူမရဲ့ရေချိုးပစ္စည်းအိမ်မှာကျန်းပြင်ပေါ်သို့ထပ်မံပြုတ်ကျသွားခဲ့လေသည်